Hello မင်္ဂလာပါ EMM Fashion မှာကြိုဆိုပါရရှင်အခုလိုနေရာဒီရောက်ပြီဆိုတော့တော်တော်များများကအရှိတွေတိတ်မဝင်နိုင်ကြဆိုတော့အမဒီမှာအတူလေးဒီဇိုင်းနှမျိုးရောက်ထားတာလေးပြပြချင်ပါရရှင်ဒီတော့တစ်မျိုးကကျတော့ဒီလိုပေါ့သူက3ရောင်စီလာပါရရှင်တစ်ရောင်အမဲရောင်နောက်ခဲပြရောင်တစ်မျိုးလာတယ်သူဒီဇိုင်းကလေးကသူကဒီမှာစစ်ကလေးနဲ့ပေါ့ညာဘက်အချမ်းမှာစစ်ကလေးနဲ့အနောက်မှာခြေဒီလေးနဲ့ပေါ့သူဒီဇိုင်းကတစ်မျိုးပြီးနောက်တစ်မျိုးလည်းအမဲရောင်ပြီးရင်ခဲဖြော့ရောင်ပြီးလို့ရှိရင်အစိမ်းရောင်3ရောင်စီလာပါရှင်သူကဘယ်မှာကွဲတာလဲဆိုတော့သူကဒီရဲ့အိတ်ကပ်မှာသူကကြတော့ကျိုးကလေးနဲ့ပေါ့ကျိုးအလုံးအကျစ်ကလေးနဲ့ပြီးလို့ရှိရင်အိတ်ကအနောက်မှာသူကကြတော့နှိပ်စီလေးနဲ့ပေါ့နှိပ်စီကလေးနဲ့ပြီးခါပတ်လေမြော့ကျိုးလေးနဲ့ပေါ့မြော့ကျိုးလေးနဲ့ဒီအရှိမှဒီလိုဒီဇိုင်းလေးတွေပေါ့နော်သူကခါဆိုင်က30 32 34 36 38 40ထိလာပါတယ်ရှင်တကယ်လို့လိုချင်တယ်ဆိုရင် EMM Fashion ကိုလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်အားလုံးပါကျေးဇူးတင်ပါတယ်ရှင်